ဘယ်နဲ့ပတ်သက်ပြီးသဘာဝနီးတွေပေးတဲ့အခါမှာလက်ကိုရိုးရှင်းတဲ့နီးလေးကိုပဲအအောင်ပေးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ရှာလို့ခွေလို့မရတဲ့ပစ္စည်းတွေနဲ့ကျွန်တော်တို့နီးလန်းတွေပေးတဲ့အခါကြလို့ရှိရင်အလွယ်တကူမလုံနိုင်မှာဆိုတဲ့အခါကျတော့လွယ်ကူရမယ်ရိုးရှင်းရမယ်တကယ်ထိရောက်တဲ့နီးကိုပဲအအောင်နေနဲ့ပေးပါတယ်။အများစုမေးတဲ့မေးခွန်းကတော့သပင်းတွေကျွတ်တယ်သပင်းဖြူတယ်ပေါ့နော်။သပင်းအရွယ်မတိုင်ခင်ဖြူတဲ့သူတွေရဲ့အတွက်ကြိုတင်ပြီးတော့လည်းကျွန်တော်တို့ကာကွယ်လို့ရပါတယ်။ခေါင်းလျှော်ကနေတိုင်းကိုယ့်ရဲ့သပင်းဆန္ဒကိုအစီတစ်မျိုးမျိုးလိမ့်ပေးတင်ပါတယ်။ဘာလို့လဲဆိုတော့သပင်းအမြင့်ဆဲတွေအားကောင်းမှုအတွက်သပင်းအမြင့်ကိုထိရောက်စေမယ် supporting စေပေးစေမယ်အာဟာရဓာတ်တွေ protein ဓာတ်တွေကျွမ်းသွားတယ် vitamin ဓာတ်တွေကျွမ်းသွားတယ်ပေါ့နော်ဒီအစီတွေကိုလိမ့်ပေးတင်ပါတယ်ဒါဟာကျွန်တော်တို့မီယိုပလာနီဖြစ်တယ်လို့ကိုယ့်ရဲ့သပင်းဆန္ဒကိုလည်းထူးခြားကောင်းမွန်စေတဲ့အရာဖြစ်တယ်အရွယ်မတိုင်ခင်သပင်းဖြူတဲ့သူတွေဆိုကျွန်တော်တို့ရဲ့မျက်မြင်ဆိုလို့ရှိရင်အသက်60 80ဖြစ်တာတော့မှပဲသပင်းအများကြီးမဖြူတဲ့သူတွေကိုတွေ့ရပါတယ်များစွာတွေ့ခဲ့ပူပါတယ်ဒါတွေကကြတော့သူတို့ဆွဆွမြဲမြဲသုံးလာခဲ့အခုလိုမျိုးခေါင်းလျှော်ကနေတိုင်းအစီတစ်မျိုးမျိုးနှက်ပေးတာလိမ့်ပေးတာဒါတွေအမြဲတမ်းလုပ်ပေးဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေကျမတို့ကသပင်အတွက်ငွေကုန်ကြေးကျအရန်ကြီးများမဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဘတ်ဂျက်စစ်ဖြစ်ပြီးတော့ကိုယ့်ရဲ့သပင်ဆန္ဒအတွက်တကယ်ကိုထူးခြားစေတဲ့သဘာဝအစီအနှစ်တွေကိုလိမ့်ပေးခြင်းအပြင်မိတ်ဆွေကိုယ့်ရဲ့သပင်ဆန္ဒအလှတွေကိုရေရှည်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်